အားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်း channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်မနက်ဖြန် March လ26ရက်နေ့ကြာသပတေးနေ့ရဲ့အကောင်းဆုံးကဏ္ဍတွေကိုကျွန်တော်ထုတ်နှုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နက်ဖြန်နေကုန်အကောင်းဆုံးကီးရတော့9 2 6 9 2 6ဖြစ်ပါတယ်နက်ဖြန်မှာနေကုန်အကောင်းဆုံးဟောခြင်းရတယ်ခွန်3ညပဲဖြစ်ပါတယ်เนาะခွန်3ညဒါဟာဆိုရင်3ချိန်စတိုက်ရှိပါတယ်เนาะဟောခြင်းကခွန်3ညပဲเนาะနေကုန်မှာအကောင်းဆုံးကီးရ9 2 6နေကုန်မှာအကောင်းဆုံးဟောခြင်းကခွန်3ညပြီးတော့ဘရိတ်သမားတွေအတွက်မနက်ဖြန်နေစပြီးတော့2ရက်အတွင်းเนาะ4ချိန်အတွင်းမှာစဒိုလိုက်ရမယ်ဘရိတ်3မျိုး1 2 9ဘရိတ်เนาะ1 2 9ဘရိတ်အဲ့ဘရိတ်3မျိုးကိုကိုကြိုက်တဲ့ဘရိတ်ကိုတင်ပြီးတော့ကျွန်တော်တော့မရွေးပြီးတော့เนาะ1 2 9ဘရိတ်ကိုကိုကြိုက်တဲ့ကဏ္ဍကိုတင်စောမကြိုက်တဲ့ဘရိတ်တစ်ခုရှော့ပြီးကစားရင်ကစားပါเนาะအဲ့ဒါကိုစဒိုလိုက်เนาะဘရိတ်သမားတီးတန်းเนาะဒီနေတဲ့ကဏ္ဍနဲ့မဆိုင်ဘူးเนาะကျွန်တော်နေ့တိုင်းမှာတော့ break မထည့်ပေးတော့ဘူးเนาะအကောင်းဆုံးကီးရ256အကောင်းဆုံးအော်ခြင်းရခွန်3ညအော်ခြင်းအဲ့ထဲမှာကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ခွက်ကောင်ကမနက်ဖြန်35အကြိုက်ဆုံးတစ်ခွက်ကောင်နောက်အခွက်တွေကိုကျွန်တော် short ပေးမယ်เนาะအခွက်တွေမများခြင်းညနေဘက်ကိုကျွန်တော်တီးတက်လုံးပိုင်းနဲ့ကီး3လုံးဒီနေ့လိုမျိုးကီး3လုံးလုံးပိုင်းနဲ့3ခွက်ညနေပိုင်းကျွန်တော်ရွေးပေးမယ်เนาะမနက်ကနန်းထွက်ပြီးမှကျွန်တော်ရွေးပေးလို့ရမှာဆိုတော့တစ်ခွက်ကောင်က35 main ခွက်က24ရယ်26ရယ်80 main ခွက်မှာ50တခွက်ထည့်မယ်မနက်ဖြန်အတွက်လက်ဆောင်တစ်ခွက်เนาะညီကိုလက်ဆောင်တစ်ခွက်34တခွက်လက်ဆောင်เนาะပါလေးထည့်ကစားပါတော့ကဲမနက်ဖြန်မှာလည်းကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးအကောင်းဆုံးရွေးခွက်တွေနဲ့ထပ်မံပြီးတော့ကန်ဆက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်เนาะ